ချစ်ဆိုသည်မှာအော်မှုများနဲ့စံကြဲသောအရာချစ်ဆိုသည်မှာလူသားတိုင်းရဲ့လုံသားတဲ့ရှင်ခင်ချစ်ဆိုသည်မှာကြည်ခွဲခြင်းနဲ့မြေတို့ရဲ့ကတာချစ်ဆိုသည်မှာခံစားချက်တို့မွေးဖွားနေရချစ်ဆိုသည်မှာကြည်နူးကြတဲ့ခိုင်လာမင်းတရားချစ်ဆိုသည်မှာဝမ်းနေတဲ့အခါနေမင်းကတိကတာချစ်ဆိုသည်မှာတာစီရခဲ့အိမ်စချင်များစွာချစ်ဆိုသည်မှာအိမ်မင်းများနဲ့အာယုဥလာတရားတကယ်ဆိုရင်ချစ်ဟာဖြေရှင်းမရတဲ့ယတနာချစ်ဟာဖြေရှာမကြတဲ့ဥစ္စာအာကိုရိုက်ချစ်ဟာပါလေမသိတော့ပါခါတည်းချစ်ဆိုတဲ့အရာနဲ့စုံစည်းလိုက်ခြင်းလေခါတည်းတော့ချစ်နေဝင်ချစ်ဆိုသည်မှာအော်မှုများနဲ့စံကြဲသောအရာချစ်ဆိုသည်မှာလူသားတိုင်းရဲ့လုံသားအတွက်ရှင်သခင်ချစ်ဆိုသည်မှာကြည်ခွဲခြင်းနဲ့မြေတို့ရဲ့ကြပြချစ်ဆိုသည်မှာခံစားချက်တို့မွေးဖွားနေရချစ်ဆိုသည်မှာကြည်နူးကြတဲ့ခိုင်လာမင်းတရားချစ်ဆိုသည်မှာဝမ်းနေတဲ့ခါနေမင်းကတိကတာချစ်ဆိုသည်မှာတာစီရခဲ့စချင်များစွာချစ်ဆိုသည်မှာအိမ်မင်းများနဲ့အာယုလာတရားတကယ်ဆိုရင်ချစ်ဟာဖြေရှင်းမရ